မြင်းဖြူရှင်ဘယ်မြင်းဖြူရှင်ယုံကြည်ကိုးကွယ်မိနေကြတာလဲစိတ်ဝင်စားရင်တော့ဗီဒီယိုလေးဆုံးထိအောင်ကြည့်ပေးကြပါ like and follow လေးလည်းလုပ်ပေးကြပါဦးယမမြင်းဖြူရှင်ပုပ်ပားနယ်ကရှိတဲ့ချောင်းပေါင်း69ချောင်းပေါင်းစုံစီးဆင်းကဖြစ်ပေါ်လာသောချောင်းကိုစင်တဲဝခေါ်ယမချောင်းလို့ခေါ်ပေပါတယ်ပုပ်ပားတောင်စီ၌မိုးအုပ်မိုင်းမျိုးလာလျင်ခြေလင်းမဆိုးထားနှင့်မြင်းနှင့်ပင်အပြင်းတုံးဆိုင်ပြီးမြည်သူတစုံတစ်ယောက်များဖြတ်တမ်းမကူးဝင်ကြပါဘူးဖြတ်ကူးကြသူများဟာလည်းယမချောင်းရည်ရင်ကျော်တွင်နှမျောပျက်စီးခဲ့ကြရပါတယ်ထိုစုအချိန်ခါကပုပ်ပားနယ်တွင်မြင်းနှင့်ပတ်သက်၍အတိဆုံးအတက်ဆုံးမြင်းစီအရာမှတစ်ဖက်ကန်းခတ်အောင်ကျွမ်းကျင်အောင်တက်မြောက်ထားသူတစ်ယောက်ရှိပါတယ်ရင်းအမည်ကတော့ဖိုးကျော်လာဆိုသူပင်ဖြစ်ပါတယ်သူဟာလေသမားမိသားစုမှပေါက်ဖွာလာသူဖြစ်ပြီးမြင်းကုန်တင်မှုအလုပ်ကိုလုပ်ကင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်သူ၏မကောင်းသောအကျင့်မှာတော့အလောင်းစားလို့ရဝါသနာထုံမင်းသူတစ်ယောက်လည်းဖြစ်ပါတယ်တနေ့မှာတော့ဖိုးကျော်လာနှင့်လူတစုတို့ဆုံတွေ့စဉ်ဟေ့ဖိုးကျော်လာမင်းရမချောင်းကိုမိုးကြလျင်ဖြက်ကူးဝင်သလားကွာဆိုပြီးစိန်ခေါ်လိုက်ပါတယ်ဖိုးကျော်လာကလည်းစိန်ခေါ်ရင်ဘွားမခတ်ဘူးကွာပြန်လည်၍စိန်ခေါ်မှုကိုလက်ခံခဲ့ပါတော့တယ်ဒီလိုနဲ့မိုးတွေအုံမိုင်းတက်လာတော့တနေ့မှာဖိုးကျော်လာဟာသူ၏မြင်းဖြူကိုစီးက69ချောင်းပေါင်း၍စီးကြစင်တဲဝ69ရွာရှာမရမြင်းတီကျော်မြင်းတီလာဟုဆိုကကျင်းဝါ၍မြင်းကိုကျင်းသွင်းကအပြင်းတုံးဆိုင်စီပြီးယမချောင်းကိုဖျက်ကူးပါတော့တယ်ယမချောင်းကိုဒုံဆိုင်ကူးနေစဉ်မြင်းခွာသုံးဖက်တစ်ဖက်ကန်းသို့ရောက်ရှိခဲ့ပြီးကြံတစ်ဖက်မှာတော့ကံမကောင်းစွာပဲအထက်မှစီးကြလာသောယမချောင်းရေတိုက်ခတ်မှုကြောင့်ချောင်းအတွင်းသို့လူရောမြင်းပါစီးကြသွားကရေရင်ကျောတွင်နှမျောတည်ဆုံးသွားခဲ့ပါတော့တယ်ဤသို့တည်ဆုံးသွားပြီးယမချောင်းတွင်နတ်ဖြစ်လာခဲ့ပါတော့တယ်ယမမြင်းဖြူရှင်နဲ့အဖြစ်ခေါ်ဝေါ်သမုတ်ကယုံကြည်ကိုးကွယ်မှုများရှိလာပါခဲ့တော့တယ်နောက်ထပ်မြင်းဖြူရှင်ဘယ်နှပါးကြံသေးလဲစိတ်ဝင်စားရဲဆိုရင်တော့မှန်မှန်သွားပေးကြပါဦးဗျကျွန်တော်လူလင်ပိုင်ဆိုးပါ